မင်္ဂလာပါဒီနေ့တော့အရှိလေပိုင်းကစစ်ပွဲသတင်းလွှမ်းမိုးနေတဲ့နိုင်ငံကစီးပွားရေးအကြောင်းကိုလေ့လာကြရအောင်အရှိလေပိုင်းကစစ်ပွဲသတင်းကြောင့်ရေနံကနေခရစ်ပတိုဈေးကွက်အထိကြရက်ထနေတာကိုအားလုံးကသိပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ဈေးကွက်ရဲ့ sentiment ကိုတစ်ခုချင်းစီလေ့လာကြည့်အောင်အရှိလေပိုင်းကစစ်ပွဲသတင်းကြောင့်အရင်ဆုံးလှုပ်ခတ်သွားခဲ့တဲ့ဈေးကွက်ကတော့ရေနံဈေးကွက်ဖြစ်ပါတယ်အမေရိကန်ကအီရန်ကို2ရက်ဆက်တိုက်ပုံကျဲမှုလွတ်လာပြီးနောက်ပိုင်းဒီနေ့မနေ့မှာတော့ဈေးကွက်ဖွင့်တဲ့ချိန်မှာကမ္ဘာရေနံဈေးနှုန်းက900ခိုင်နှုန်းအထိမြင့်တက်လာပြီးတော့တစီကိုဒေါ်လာ80ဝန်းကျင်ထိပြန်တက်လာပါတယ်။အီရန်နဲ့အမေရိကန်တို့ဟာခုချိန်ထိလည်းပြန်လှန်ပစ်ခတ်မှုတွေလုပ်နေကြဆဲဖြစ်ပါတယ်။အမေရိကန်ကတော့တပတ်အတွင်းမှာ4ကြိမ်အထိအကြီးစားတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးတော့မနေ့ကသတင်းတွေတုန်းကလည်း Cyprus အလာနဲ့တင်မော်ဒဇင်တိုက်ခိုက်ခံရမှုကြောင့်ဒါကိုတုံ့ပြန်တဲ့အနေနဲ့အီရန်အပေါ်တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။အီရန်ကတော့နောက်ထပ်3ပေးချက်မလုပ်မချင်းဟော်မုစ်ရေလက်ကြားကိုပိတ်ထားဆဲလို့ထုတ်ပြန်လာပါတယ်။ပြီးတော့အမေရိကန်ရဲ့ရေလက်ကြားဖွင့်ထားတယ်ဆိုတဲ့သတင်းထုတ်ပြန်ချက်ကိုလည်းအီရန်ကတော့ပယ်ချထားပါတယ်။ကမ္ဘာရေနံနဲ့တဘာဝတောင်းငွေနဲ့10ရာခိုင်နှုန်းအထိပြတ်သန်းစီးစီးနေတဲ့ဟော်မုစ်ရေလက်ကြားပိတ်ပင်ထားမှုဟာအထူးသဖြင့်ဒီရေလက်ကြားကရေနံတင်တင်မောပုံမှာမိခိုနေရတဲ့အာရှနိုင်ငံတွေအတွက်တော့စီစေးနှုန်းမှာဖိအားခံရဖို့ရှိပါတယ်။ဒီနေ့ညနေပိုင်းမှာပဲအီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်အရအမေရိကန်နဲ့လက်မှတ်ရေးထိုးထားတဲ့ MOU ဟာတည်ဆုံသွားပြီလို့ပြောပါတယ်။အမေရိကန်ရဲ့လုပ်ရက်တွေကိုထောက်ခံတဲ့နိုင်ငံတွေကလည်းစီးရဲရပြစ်မှတ်ဖြစ်သတ်မှတ်ခံရတဲ့နိုင်ငံတွေဖြစ်လာနိုင်တယ်လို့လည်းသတိပေးထားပါတယ်။ US ဒေါ်လာဈေးကွက်နဲ့ပတ်သက်ပြီးတော့အမေရိကန်ဒေါ်လာကတော့အားကောင်းနေစေဖြစ်ပါတယ်။အီရန်နဲ့အမေရိကန်တို့ကြားကငင်းချမ်းရေးသတင်းကြောင့်ဒေါ်လာအားအနည်းငယ်အားနည်းသွားမယ်လို့ခန့်မှန်းချက်တွေရှိခဲ့ပေမဲ့လည်း US ဒေါ်လာဟာအခုချိန်ထိအားကောင်းနေစေဖြစ်ပါတယ်။ Bond market မှာဆိုရင်တော့10နှစ်စာထုတ်ထားတဲ့ငွေတဲ့စာချုပ်ကပြီးခဲ့တဲ့အပတ်မှာပဲ 4.59% အထိအနည်းငယ်ပြန်တက်လာတော့တွေ့ရပါတယ်။ဒီလိုအနည်းငယ်ပြန်တက်လာရတဲ့အကြောင်းရင်းကလည်းပြန်မြင့်တက်လာတဲ့ရေနံဈေးနှုန်းနဲ့ငွေကြေးဖောင်းပွားမှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုကြောင့်ဖြစ်ပါတယ်။ဒါကတော့ရှင်းပါတယ်။ရေနံဈေးနှုန်းမြင့်မားနေတဲ့အချိန်မှာငွေကြေးဖောင်းပွားမှုရှိလာမယ်။ငွေကြေးဖောင်းပွားမှုရှိလာတဲ့ဆိုရင်တော့အမေရိကန်ဗဟိုဘဏ်အနေနဲ့ဘဏ်အတိုးနှုန်းမြင့်တင်လာနိုင်ခြေရှိတယ်။ဒါပါပဲ။ရွှေဈေးကွက်နဲ့ပတ်သက်ပြီးတော့ဒီလိုဈေးကွက်ကြရက်ထနေတဲ့အချိန်မှာရွှေဟာအရင်လိုအများစုကလက်ခံထားတဲ့ safe haven အဖြစ်ဈေးနှုန်းကတက်မသွားပါဘူး။ကမ္ဘာရွှေဈေးနှုန်းကဒီနေ့နေခင်းဘက်မှာတော့ဒေါ်လာ4040အထိကိုကျသွားခဲ့ပါတယ်။ဒီလိုရွှေဈေးနှုန်းကျဆင်းရတဲ့အဓိကအကြောင်းရင်းကလည်းပြန်မြင့်တက်လာတဲ့ရေနံဈေးနှုန်းကြောင့်ငွေကြေးဖောင်းပွားမှုမြင့်မားနေမှာကိုစိုးရိမ်နေကြလို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စောနာပြောတဲ့အတိုင်းပဲဒီလိုအချိန်မှာဗဟိုဘဏ်ကဘဏ်အတိုးနှုန်းမြင့်တင်ဖို့လှုပ်လာမယ်ဆိုရင်ဘဏ်အတိုးနှုန်းများလာတဲ့အချိန်မှာအတိုးနှုန်းမပေးနိုင်တဲ့ရွှေလို asset တွေကိုယင်းနှမြုံနှံသူတွေကစိတ်ဝင်စားကြပါဘူး။ stock ဈေးကွက်မှာတော့အရှိအလယ်ပိုင်းကသတင်းထွက်ပြီးနောက်ပိုင်းအယောင် PR နဲ့ကြုံလာခဲ့ပါတယ်။ဒါပေမဲ့ chips နဲ့ AI နဲ့ပတ်သက်တဲ့ stock တွေကြောင့် Nasdaq ကပြန်တက်လာခဲ့ပြီးတော့ပြန်မတက်လာတာဆိုလို့ Dow Jones ပဲရှိပါတယ်။အများရဲ့နည်းပညာပေါ်မှာယုံကြည်မှုဟာအရှိအလယ်ပိုင်းကသတင်းတွေကိုလွှမ်းမိုးနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဒီနေ့မနေ့ဈေးကွက်ဖွင့်တဲ့ချိန်မှာတော့အာရှ stock ဈေးကွက်ကတော့တော်တော်များများအနီရောင်နဲ့သာဖွင့်ခဲ့ရပါတယ်။နောက်ဆုံး Bitcoin နဲ့ပတ်သက်ပြီးတော့ဈေးကွက်ဟာလန်ခုလက်မှာရှိနေတယ်လို့ပြောလို့ရပါတယ်။ Donald Trump ကအီရန်နဲ့ပတ်သက်ပြီးတော့အပြစ်ခတ်ရစဲမှုအဆုံးသတ်သွားပြီလို့ပြောတဲ့ချိန်မှာ Bitcoin ဈေးနှုန်းဟာဒေါ်လာ6300အောက်ကိုကျသွားခဲ့ပါတယ်။ဒီနေ့မနေ့မှာလည်းဒေါ်လာ6400အထိကိုခဏတာပြန်တက်သွားခဲ့ပေမဲ့မြင့်တက်လာတဲ့ yields နဲ့အားကောင်းလာတဲ့ US ဒေါ်လာဟာ crypto ဈေးကွက်တော်တော်စိန်ခေါ်မှုတစ်ခုအဖြစ်လက်ရှိချိန်မှာရှိနေပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့ကမ္ဘာစီးပွားရေးစင်ပေါ်မှာငွေကြေးဖောင်းပွားမှုဟာစင်ပေါ်ပြန်ရောက်လာပြီလို့ပြောလို့ရပါတယ်။ဈေးကွက်အများစုကဟော်မုစ်စီလက်ကြားကခြေနေကိုပဲထိုင်ကြည့်နေရတဲ့အခြေအနေဖြစ်ပြီးတော့ဘယ်ဈေးကွက်ကိုပဲကန်ကန်သတိအကြီးကြီးထားရမယ့်အချိန်ဖြစ်ပါတယ်။နိုင်ငံတကာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်အတွင်းမှာလည်းစောင့်ကြည့်ရမယ့်အချက်လေးတွေ comment မှာချပေးထားပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်။